အဲ့ဒါစလိုက်ရမယ်နော်အခုဒီ chapter 3မှာပေါ့နော် grammar လေးတွေကိုအရင်ရှင်းမယ်ပေါ့နော် grammar ကကြတော့ဒီပထမဆုံးကကြားရတယ်နော်ပထမဆုံးရာ order 9 frage ပေါ့နော်ရာ order 9 frage ဆိုတာကြတော့ဒီအင်္ဂလိပ်စာမှာဆိုရင်ဒီ yes or no question ပေါ့နော်သူကအင်္ဂလိပ်စာနဲ့မတူတာတကူကကြတော့အင်္ဂလိပ်စာမှာကြတော့ဒီဒီ happy birthday ကိုအကူလူကယူရတယ်ပေါ့နော်ဒီ do တို့ dash တို့ပါထည့်ပြီးတော့ဒီဂျာမန်မှာကျတော့အတာမလိုအပ်ဘူးပေါ့နော်ဒီ buff ကိုရှေ့ထုတ်လိုက်ရင်သူကဒီရာ order 9 frage ဖြစ်သွားပြီပေါ့နော်သူရဲ့ structure ကျတော့ဒီ buff ကိုရှေ့ထုတ်ပြီး general subject object ရေးလိုက်ရပြီပေါ့နော်ဒီဥပမာကိုကြည့်မယ်ဆိုရင်ဒီမှာ has to I နဲ့ home ဒီမှာခွေးတစ်ကောင်ရှိလားအဲဆိုရင် has ဆိုတဲ့ buff ကအရှိမရောက်သွားရင်သူကရာ order 9 question ဖြစ်သွားပြီပေါ့နော်ဒီအောက်က happen beers စုကဆိုရင်ငါတို့မှာကြားရရှိလား drugs to rice ငါတို့မှာစံနေလိုအပ်လားပေါ့အဲ့လိုမျိုး buff ကိုရှေ့ထုတ်လိုက်ပြီးဆိုရင်သူကရာ order 9 bracket yes or no question ဖြစ်သွားပြီပေါ့နော်နောက်တစ်ခုကကြတော့သူကကြ bay frage ပေါ့နော် bay frage ကကြဒီအင်္ဂလိပ်စာမှာဆို WH question ကိုပြောတာပေါ့နော်သူရဲ့ structure ကဒီ bay frage ရအရှိဆုံးမှနေပြီးတော့ကျန်တာကကြတူပဲဒီ buff တွေ subject တွေကနောက်ကနေပြီးတော့လိုက်သွားတယ်ပေါ့နော်သူလဲဟိုရာ order 9 question လို့ပဲသူက happy birthday အင်္ဂလိပ်စာမှာလိုမျိုးမလိုအပ်ဘူးပေါ့နော်ဒီ buff တစ်ခုလည်းနဲ့ဖြစ်တယ်အရှိက bay frage align ရပြီပေါ့နော်သူဥပမာကြီးကြည့်မယ်ဆိုရင်ဒီ 4 wants to ဒီဗမာနေလဲပေါ့နော်အဲဆိုရင်ဒီ voa ကျ bay frage နောက်ကကျ buff ဖြစ်ပြီးတော့ဒီ do ကကျ subject ပါပေါ့နော်အဲ့လိုမျိုးသူကတွဲပြီးတော့လောက်ကိုင်းဟာမျိုးအဲ့ဒါကို bay frage လို့ပြောတာပေါ့နော်သူအောက်ကဟာရကျ bay is that နေကဒါကဘာတူလဲ behind စီနေနာမည်ပါလဲအဲ့လိုမျိုးရှေ့မှာ WH question လေးပုံစံမျိုးပေါ့နော်ရှေ့မှာထားရတဲ့ဟာမျိုးပြောတာပေါ့နောက်တစ်ခုကကျတော့ article ကကျတော့ဒီအင်္ဂလိပ်စာမှာဆိုရင်၃လုံးရှိရပါတော့တဲ့ဆိုပြီး၃လုံးရှိရအမှမှသူကအင်္ဂလိပ်စာမှာဆိုလည်းအဲ့လို definite နဲ့ indefinite ဆိုပြီးတော့ခွဲထားတာမျိုးရှိရဒီ A နဲ့ N ဆိုရင်သူက indefinite လို့ခေါ်ရပါတော့ဘာလို့ indefinite လို့ခေါ်လဲဆိုတော့ဥပမာပြောမယ်ဆိုရင်ဒီဥပမာက let's say သူကစာကြောင်းတစ်ကြောင်းက a man is reading a book ဆိုရင်လူတစ်ယောက်ကစာအုပ်ကိုဖတ်နေရဲဆိုရင်သူအဲ့လူတစ်ယောက်ကဘာလို့လဲဆိုတာကိုကတိတိကျကျမသိသေးဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဆိုရင်သူကအဲ့လိုမျိုး indefinite article မျိုးသုံးတယ်ပေါ့နော်ဒီဂျာမန်မှာလည်းအဲ့လိုမျိုး indefinite article ရော definite article ရောရှိရပါတော့ဒီ definite article ကကျတော့ဒီတည်ပြီးသားဖြစ်တဲ့ they are the that's ပေါ့သူကကျတော့ဒီ noun တွေရဲ့ gender ကိုခွဲပေးရဖြစ်တယ်နောက်တစ်ခုရှိတာကျတော့ဒီ indefinite article လိုမျိုးအင်္ဂလိပ်စာလိုမျိုးလေးရှိရဲသူကကျတော့ဒီ masculine တို့ neutral တို့မှာဆိုရင်ဟိုကဒီ I တို့တုံးတယ်ဒီ feminine မှာဆိုရင် I နဲ့ဆိုပြီးတော့တုံးတယ်ပေါ့နော်ဒီ A နဲ့ N လို့ပဲပေါ့နော်အင်္ဂလိပ်စာမှာရှိတယ်သူ plural မှာဆိုရင်တော့မရှိဘူးပေါ့ဒီသူအများဆိုတော့တစ်ခုတစ်ကောင်တရားပုံစံမျိုးဆိုမရှိဘူးဒီ plural မှာဒီဂျာမန်မှာကျတော့ဒီ definite နဲ့ indefinite အပြင်နောက်တစ်ခုရှိသေးတာကျတော့ negative article ဆိုပြီးတော့ရှိရပါတော့သူက noun တွေကိုညင်းတဲ့နေရာမှာသုံးတာပေါ့နော်သူကဒီ masculine နဲ့ neutral မှာဆိုရင်သူက kind လို့သုံးမယ်ဒီ feminine မှာဆိုရင် kind နဲ့ဆိုပြီးတော့သုံးမှာပေါ့နော်plural မှာကျတော့သူက gender ပဲဖြစ်ဖြစ်သူက article ဒီပဲဖြစ်တာအတွက်ကြောင့်သူ kind နဲ့ဆိုပြီးပဲသုံးမှာပေါ့နော်ဒီမှာဥပမာရေးကြည့်မယ်ဆိုရင်ဒီ indefinite article မှာဆိုရင် that is I f ဒီမှာရှိတဲ့ I ကကျတော့ indefinite article ပေါ့နော်ဒီ that is I နဲ့ banana ဆိုငါပြောဒီတစ်လုံးဖြစ်ပါတယ်ဆိုရင်ဒီ I နဲ့ရတယ် indefinite article ပေါ့ဒီမှာဒီ negative article ရောလည်းဥပမာပြထားရပါတော့သူက noun တွေကိုညင်းတဲ့နေရာမှာသုံးတယ်ပေါ့ that is kind of သူကငါပြောဒီတစ်လုံးမဟုတ်ဘူး that is kind နဲ့ banana ဒါက that is kind of ဒါအပေါ်ကကြငါပြောအဲ့ဒီတစ်လုံးမဟုတ်ပေါ့နော် that is kind of banana ဒါငါပြောတစ်လုံးမဟုတ် that is kind of banana ဆိုရင်ဒါတက်တော်ဒီမဟုတ်ဘူးပေါ့ဒါတွေကမဟုတ်ပေါ့အဲ့လိုမျိုးသုံးတာပေါ့နောက်တစ်ခုကကြတော့သူက modal buff ကကြတော့အင်္ဂလိပ်စာမှာဆိုရင်ဟို model buff တွေကိုပြောတာပေါ့နော်ကံကိုရှေ့ရှုပ်ပဲပေါ့အဲ့လိုမျိုးဟာကြီးပြောဒီဂျာမန်မှာ modal buff က6လုံးလောက်ရှိရပါတော့ပထမဆုံးသူဒီမှာစပြီးတော့ဒီ subject ဒီမှာ introduce လုပ်တာ new stand ဆိုရဟာပေါ့နော်အဲ့ဒါကကြတော့ new stand ဆိုတဲ့အဓိပ္ပာယ်ကကြတခုကိုလိုချင်တာတို့လုပ်ချင်တာအဲ့လိုမျိုးပုံစံမျိုးချင်တယ်ဆိုတဲ့အဓိပ္ပာယ်မှာအင်္ဂလိပ်စာမှာဆို want ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတာပေါ့နော် to like would like တို့အဲ့လိုပုံစံမျိုးသုံးတာသူကအင်္ဂလိပ်စာနဲ့မတူတာတကူကကြတော့အင်္ဂလိပ်စာမှာဆိုရင် model buff ပြီးသွားရင်ဒီ buff 1ကို main buff ဖြစ်တဲ့ဟာကိုတစ်ခါလေးတန်းလိုက်တယ်ပေါ့နော်ဒီဂျာမန်မှာကျတော့သူက
ဒီ modal ပါရဲ့ standard တွေဆိုရင်သူကဒီ main verb ကနောက်ဆုံးမှာပဲရှိရမယ်ပေါ့နော်ဒီဥပမာကြည့်မယ်ဆိုရင်ဒီ ich möchte eine Kaffee trinken ဟာက coffee တစ်ခွက်ကိုတောက်ချင်တယ်ဆိုရင်ဒီမှာ trinken ကနောက်ဆုံးမှာပဲရှိရပါတော့ဒီ wir möchte fürs du also ငါကမနက်စာစားခြင်းနဲ့ဆိုရင် essential verb ကနောက်ဆုံးမှာပဲရှိရပါဒီ modal verb တွေမှာဆိုရင်ဒီ main verb တွေကိုက conjugate လုပ်ကြမလို့ပေါ့နော်ဒါပေမဲ့ဒီ modal ကိုတော့ပေးဖို့တော့လိုအပ်တယ်ပေါ့နော်သူ့ conjugate လုပ်တဲ့ form ကကျတော့ဒီမှာဒီဘက်ဘေးမှာရေးပေးထားရပါတော့ ich တို့ ls ဆိုရင်သူက möchte ပဲဒီ du ဆိုရင်သူက möchte ဖြစ်သွားမယ် wir ဆိုရင် möchte ဖြစ်သွားမယ်ihr ဆိုရင် möchte ဖြစ်သွားမယ်ပေါ့နော် sie ဆိုရင် möchte ဖြစ်သွားမယ်အားလေးကို memorize လုပ်ထားမှာပေါ့နော်ဟုတ်ဒါပေါ့ဒီ chapter မှာပါတဲ့ grammar တွေကတော့ဒါပါပဲနားလေကြတာမေကိုလေးရှိတာဟုတ်ကဲ့နားလည်ပါတယ်အဲ့ဆိုရင် recording လေးကိုရက်လိုက်တယ်မနော်